ဂါဇာမှာအစ္စရေးကလူမျိုးတုံးတုတ်တင်မှုကျူးလွန်ခဲ့ပြီးဝန်ကြီးချုပ်နေတန်ယာဟုအပါအဝင်အစ္စရေးတာဝန်ရှိသူတွေကအဲ့ဒီလုပ်ရက်တွေဖြစ်ပေါ်စေရန်တွေးထိုးလို့ဆော်ခဲ့ကြတယ်လို့ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးကော်မရှင်တရက်ကထုတ်ပြန်တဲ့အစီရင်ခံစာမှာပြောဆိုထားပါတယ်။လူမျိုးတုံးတုတ်တင်တပ်ဖြတ်မှုကျူးလွန်ခြင်းတွေ့ရှိချက်အထောက်အထားတွေအဖြစ်တုတ်တင်မှုအတိုင်းအတာအကူအညီတွေပိတ်ဆို့ထားခြင်းအတင်းအကျပ်ရွှေ့ပြောင်းခိုင်းခြင်းတွေနဲ့တာဖွာစေခန်းတစ်ခုအားဖျက်ဆီးပစ်ခြင်းတို့ကိုကော်မရှင်ကကိုးကားဖော်ပြခဲ့ပါတယ်။ဂါဇာမှာလူမျိုးတုံးတုတ်တင်မှုဖြစ်ပေါ်နေပါတယ်။ဒီလူမဆန်တဲ့ပြစ်မှုတွေအတွက်အစ္စရေးရဲ့အမြင့်ဆုံးအာဏာပိုင်တွေမှာတာဝန်ရှိပါတယ်။ဂါဇာကပါလက်စတိုင်းအုပ်စုကိုဖျက်ဆီးပစ်ရေးဆိုတဲ့တိကျတဲ့ရည်ရွယ်ချက်နဲ့လူမျိုးတုံးတပ်ဖြတ်မှုလှုပ်ရှားမှုကိုသူတို့စနစ်တကျလှုပ်ဆောင်လာတာအခုဆိုရင်နှစ်နေပါရှိလာခဲ့ပါပြီလို့မစ္စနာဗီပီလေးကပြောဆိုထားပါတယ်။ကော်မရှင်နဲ့ပူးပေါင်းဆောင်ရွက်ရေးကိုအစ္စရေးကညှင်းဆန်ခဲ့ပြီးကော်မရှင်ဟာအစ္စရေးနိုင်ငံအားဆန့်ကျင်တဲ့နိုင်ငံရေးအစီအစဉ်တရက်ရှိနေတယ်လို့ဂျီနီဗာမြို့ကုလသမဂ္ဂရုံးမှအစ္စရေးကိုယ်စားလှယ်အဖွဲ့ကပြောပါတယ်။အစ္စရေးအနေနဲ့လက်ရှိမှာလည်းဒီကေးမြို့နိုင်ငံတကာတရားရုံးမှာလူမျိုးတုံးတပ်ဖြတ်မှုဖြင့်အမှုရင်ဆိုင်နေရပြီးဆွဲချက်တွေကိုညှင်းဆိုထားပါတယ်။2023ခုနှစ်အောက်တိုဘာလ9ရက်နေ့ကလူ1200ကိုတပ်ဖြတ်ပြီး252ဦးကိုပြန်ပြေးဆွေးတွားခဲ့တဲ့ဟာမတ်စ်တို့ရဲ့လုပ်ရက်အပေါ်မိမိကိုယ်ကိုကာကွယ်ပိုင်ခွင့်ရှိကြောင်းပြောကြားပြီးအစ္စရေးကဆွဆွဲချက်တွေကိုညှင်းဆိုထားတာဖြစ်ပါတယ်။